မနဲ့တော့ငါရခွေးတကောင်ပေါ့ညနာတော့မှပြလို့မရဲဘူးနော်ညနာတော့မှပြလို့မရဲဘူးနော်ငါနဲ့ NUG လာပြီးတော့နိုင်စင်တယ် NUG ဘက်ကတနိုင်ငံလုံးကိုလောက်ရတယ်နော်စစ်ခွေးစစ်သားအာနာစင်ရန်သူတွေကြဆောင်ဖို့အတွက် NUG ဘက်ကတနိုင်ငံလုံးဆောင်ရွက်ပေးရတယ်မကဘူးနိုင်ငံသားရေးဝန်ကြီးဌာနအကောင်လုံးပြီးတော့ကဘာပေါ်မှာဒီနိုင်ငံကောင်းဆောင်တွေနဲ့လိုက်ပြီးတော့တွေ့ရတယ်စကားပြောရတယ်သူတို့တောင်းနဲ့သူတို့လောက်တယ်နော်အဲကြောင့်ခွေးဆိုင်ပေါက်နေတဲ့နေတို့ငကားနော်ကျေးဇူးပြု၍ငါတို့ NUG အစိုးရနဲ့လာပြီးတော့မနိုင်စင်တဲ့စင်နေတို့ရဲ့ငကားဒီနေတို့ရဲ့တီကောင်တကောင်ကလေငါတို့ရဲ့ NUG ရဲ့အမွေးတစ်ချောင်းလောက်တောင်မှလိုက်မမီဘူးစင်လိုက်မမီဘူးကျေးဇူးပြု၍ပြောမယ်နော် NUG ကိုထောက်ခံတဲ့ပြည်သူတိုင်းမှာထမင်းစားတယ်နော်နေတို့လိုငကားချီးစားခွေးတွေငကားဘောငုံတွေဘောမတွေပဲထမင်းမစားတာโอเคနော်အဲ့ဒီနွားတကောင်သူ့ရဲ့ဗီဒီယိုကိုမမို့တေချာနားထောင်လိုက်အမက်တကယ်ဆိုရင်စစ်ကောင်စီဘက်ကဘောမငါတို့တိုက်ခိုက်တာပြောတဲ့စကလုံးတွေလားတပါတီဘက်ကငကားခွေးတွေဘက်က NUG ကိုမဟုတ်တာတွေဆွဆွဲဖောင်ထုပြောနေတဲ့စကလုံးတွေအဲ့လိုမျိုးပေါ့နော်မမို့တခါမှပြောင်းနားမထောင်ဘူးကျွန်တော်မနာထောင်မမို့တွေးလို့စင်အော်ဒါငကားခွေးအော်ဒါမြောက်လိုက်ခွေးအော်အဲ့ဒါနေတာမြခွေးဒါ NCA ခွေးအဲ့ဒါမမို့မြေလို့စင်မမို့ဒီမျိုးပဲကြော်သွားတယ်မမို့တခါမှသွားပြီးတော့နားမထောင်ဘူးနော်အဲ့ဒီငကားခွေးကနော်မမို့ကဘာဖြစ်လို့နားထောင်ရတာလဲဆိုတော့ပြည်သူလူထုတွေထင်အောင်ထင်မအောင် तू ကတော်တော်ကိုစ조사ပြီးတော့ तू မဆဲဘူးနော်ပြီးတော့နော် तू တော်တော်လေးစ조사ပြီးတော့သွေးခွဲတယ်ပြည်သူလူထုက NUG ကိုလုံးဝယုံကြည်မှုမရှိတော့အောင်မထောက်ပံ့အောင် तू ကစ조사ပြီးတော့ပြောနေတယ် तू ဘာပြောလဲဆိုတော့ NUG ကိုတဲ့အရင်တော့ तू ထောက်ပံ့ခဲ့တယ်တဲ့ဒေါ်လာဆိုရင်2000 3000လားမသိဘူးပြောတဲ့ USA ဒေါ်လာပေါ့နော်2000လောက် तू ထောက်ပံ့တယ်တဲ့ငကားဆိုရင်တဲ့ तू ဒေါ်လာ100 200 3အရာနဲ့ပဲ तू ထောက်ပံ့ပေးရတယ်တဲ့အဲ့ဒါ तू ရဲ့ကိုရေးကိုတာပေါ့နော်မမိုးရဲ့ကိုရေးကိုတာဆိုရင်မမိုးကထောက်ဖို့စားဖြစ်တာ2021နော်မမိုးထောက်ဖို့စား2021ငကားတွေနာမည်ကျော်တော့ငါဆိုရင်ငကားပဲငါသိတယ်ပြီးတော့မမိုးငကားပဲသိတယ် NUG ဆိုတာဘာလဲတာမမိုးသိချာမသိဘူးအဲ့ဒီအချိန်မှာမမိုးပြည်သူတရားနေနဲ့နော်အဲ့ဒီကောင်လဲ तू ပြောတယ် तू ကပြည်သူနော် तू ပြောတယ် तू ပြည်သူမအလားခွေးလည်းမဟုတ်ဘူးငကားပေါ်မှာမဟုတ်ဘူးသူ့ကို तू ပြည်သူငါလဲအဲ့ဒီအချိန်မှာပြည်သူတရားပဲငါထောက်ဖို့ဖြစ်တာမှ NUG ကပြည်သူရည်အစိုးရဆိုတာငါသိတယ်ဒါပေမဲ့ NUG လက်အောက်က PDF တွေအဖွဲဘယ်နေရာစီလဲဘလောက်များလဲငါမသိဘူးငါအာယုံလဲမလာဘူးပြီးတော့ငါရတဲ့ငွေကငါထောက်ပံ့ပေးတာကရင်စစ်သားနယ်သားများတို့ KNU တို့ KNDO တို့ဘိုနဂါတို့ပဲငါထောက်ပံ့ပေးတယ်ပြီးတော့အဲ့ဒါငါမမို့အမှန်တရားပြောတာနော်မမို့ရဲ့ကိုပိုင်ငွေမမို့ရဲ့ကိုပိုင်မိသားစုငွေဆိုရင်နဂါဆိုရင်လေပြီးတော့ဒေါ်လာဆိုရင်ထောင်နဲ့ငါထည့်ပေးတာနော်ပြီးတော့မမို့ပြန်ပြီးတော့အလူခံပေးတဲ့ငွေဆိုရင်ဒေါ်လာဘတ်ငွေဆိုရင်4သိန်း5သိန်း6သိန်းငကားအရေးပေါ်လာပြီဆိုရင်ငကားဒီဟာလိုအားလာပြီဆိုရင်မမို့တို့နဲ့အစည်းအဝေးတက်ပြီးတော့လောက်ပေးတဲ့6သိန်း9သိန်းတလားဆိုရင်ငကားရစစ်ကြောင်းတကြောင်ပဲဆိုရင်3သိန်းပါမမို့ထောက်ပံ့ခဲ့တယ် NUG လက်အောက်က PDF လားတခြား PDF လားဟို local PDF လားမမို့မသိတဲ့ PDF ဆိုရင်လေပြီးတော့အများဆုံးအသိန်း20 30ပဲမမို့ထောက်ပံ့တယ်အနည်းဆုံးဆိုရင်10သိန်းကြအဲ့ဒါကိုငကား lobby ငကားကိုယုံကြည်တဲ့သူတွေ NUG ကိုပြန်တော့ဖောင်ထုဆွဆွဲစော်ကားဆဲဆိုတဲ့ဘယ်ကောင်မှဘယ်မအေလို့ဘယ်ဖေလို့မှမဆိုလိုက်တော့နားထောင်နော်ခဏလေးမမို့ချဲမယ်ပြီးတော့မမို့ကခေါင်းစဉ်တတ်ထားတာတခုတိနော်တီကောင်ကိုငါတို့ NUG နဲ့လာပြီးတော့မနိုင်စင်နဲ့ဘာသာဆိုတော့ NUG တဲ့လီမွေးတစ်ချောင်းတောင်မှလိုက်မမီတဲ့ကောင်ပါနော်လာပြီးတော့မနိုင်စင်နဲ့လောကမတိုင်ဘူးโอเคနော်မတိုင်ဘူးစင်အဲ့ဒါချက်ပြီးတော့ခုမှပြမှာကရင်ပြည်နယ်နဲ့ပတ်သက်တာတော့အခုဘို A1 STKDA အရင်တော့ဆိုရင်ဒီခွေးမသားပြည်သူဘက်ကလို့ PDF ဘက်ကလို့ကိုဘက်ကလို့မအေလို့ဘက်ကလို့နဲ့အခုကြတော့နော်ဗလဲအဲ့ဒီဖျားသုံးစုကြားအင်စိတ်ကြီးနဲ့တဝိုက်မှာမအေလို့ A1 ကကြားပြကန်ကိုထူထောင်ပြီးတော့ကြားပြကန်နေရဒီအားလုံးကိုလုံခြုံရေးလုပ်ပေးတယ်နော်ကရင်ပြည်နယ်တပြည်နယ်လုံးကမောင်တင်ဝင်းလဲသူ့လူနဲ့သူကြားပြကန်နဲ့သူကြားပြကန်နဲ့သူမောင်ချစ်သူလဲသူကြားပြကန်နဲ့သူမောင် A1 လဲသူကြားပြကန်နဲ့သူမောင်စတီးလဲသူကြားပြကန်နဲ့သူ KNU စပ်ပါတော့စောက်တော့မကြဘူး KNU ကဘာပြန်လုပ်လဲဆိုတော့မောင်ချစ်သူစီမှာလဲပတ်ဆံရတယ်မောင်တင်ဝင်းစီမှာလဲပတ်ဆံရတယ်မောင် A1 စီမှာလဲပတ်ဆံရတယ်မောင်စတီးစီမှာလဲပတ်ဆံရတယ် KNU ဘာမှလုပ်စရာမလိုဘူးလက်မထိုးရုံနဲ့ဘယ်အဖွဲ့အစည်းစီမှာမဆို KNU ပတ်ဆံရတယ်အဲကြောင့်ဒီကရင်ပြည်နယ်ကကရင်ပြည်နယ်လို့ခေါ်လို့မရတော့ဘူးမအားလာနော်ကြားပြကိုင်းတဒေါင်းစာကြိုက်ထောင်ပြည်နယ်နော်မအားလာကြားပြကိုင်းတဒေါင်းစာကြိုက်ထောင်ပြည်နယ်လို့နော်ကြိုက်ထောင်တဒေါင်းစာတွေပေါ့နော်ကြိုက်ထောင်ပြီးတော့တဒေါင်းစာဖြစ်တယ်လေကြိုက်ထောင်တဒေါင်းစာလက်နဲ့ကိုင်း
ပြည်နယ်ဖြစ်သွားပြီးကိတ်ထောင်ပြီးတော့တဒေါင်းစာလက်နဲ့ကန်ပြည်နယ်ဖြစ်သွားပြီးပြီးတော့လဲရိုးရိုးတန်မှန်လူတွေတွာလာတဲ့အချိန်မှာဆိုရင် BGF တွေကစစ်ဆေးတာစစ်ခွေးစစ်တာမအေလို့နော်မူရစ်စေဝါသမားတွေကြားပြကန်သမားတွေပြီးတော့ဗာလဲလောင်းကစားသမားတွေသူတို့လုံးဝမစစ်ဆေးဘူးရိုးရိုးတန်မှန်ပြည်သူဆိုရင်သူတို့စစ်ဆေးတာအမလေးကရင်ပြည်သူလူထုဓမ္မကရင်ပြည်နယ်မှာနေတာအဲ့လောက်တော့စစ်ဆေးရတာပေါ့လေကိုယ်အိမ်စင်းမှာတွာလဲစစ်ဆေးခံရတယ်နော်ကိုယ်အိမ်နောက်မှာတွာလဲစစ်ဆေးခံရတယ်ဒီနေရဒီရွာနဲ့ဒီရွာတွာဖို့တာမှအစစ်ဆေးခံရတယ်အဲ့ဒါကရင်ပြည်နယ်စစ်မဖြစ်ပဲနဲ့စစ်မျက်နှာမဖြစ်ပဲနဲ့မြို့သိမ်းတိုက်ပွဲမရှိပဲနဲ့ကရင်ပြည်သူလူထုတွေကအဲ့တမျိုးဒုက္ခမျိုးနဲ့ခံနေရတယ်အဲ့ဒါကရင်ပြည်နယ်နော်ဒါမဲ့ခဏလေးမမိုးနဂါအကြောင်းကိုရင်ပြောမယ်နော်နဂါရဲ့ခွေးသားပါတီတွေကြောင့်ညံမမီနဲ့ပြည်သူတွေနိုင်ငံရေးတော်လှန်ရေးကိုမလစ်လာမတုံးသားတဲ့ပြည်သူတွေကြတော့အဲ့ဒီသပါတီမအေလို့သွေးကွဲမှုကြောင့်လေဟိုဗလဲအထင်မှားတွေပြီးအထင်မှားပြီးတော့ NUG ကိုမယုံကြည်မဝန်းရန်နော်ပြီးတော့ဟိုတော်လှန်ရေးကိုလည်းဆက်ပါဝင်ဖို့လည်းစိတ်မရှိတော့ဘူးနော်အဲ့ဒီခွေးမသားတကောင်သူ့ရဲ့ကောက်ဝမပြန်တော့မချဲတယ်မမရဲ့လူတွေတွေ့မှာပါနော်သူ့ရဲ့မျက်နှာ तू မပြဘူး तू ပြန်တော့ပြတဲ့ရောက်ကဘသူရောက်မှလည်းမသိဘူးအဲ့ဒီခွေးမသားနော် तू ပြောတဲ့စကလုံးမမိထားတဲ့စကလုံးအားလုံးမပြန်တော့ဖြည့်မယ်နော်မပြန်တော့ဖြည့်မယ်ဒီ Facebook လဲခဏ update update ပါတယ်ဖြစ်မှလည်းမသိဘူးခဏလေးနော် update တဲ့အချိန်မှာလဲအတိုင်းမျိုးမပြန်လာဘူးမပြန်လာတော့မှမို့လဲကန်ရတာနည်းနည်းခဲ့တယ်ခဏလေး share လိုက်မယ်နော်သူပြောတဲ့ဗာလဲဆိုတော့နေတော့ရဲ့ NUG အစိုးရတွေကလေတနေ့ကြလို့စင်တဲ့ကဒါပီလိုမျိုးဖြစ်လာမယ်တဲ့နော် NUG အစိုးရတွေကတနေ့ကြလို့စင်ကဒါပီလိုမျိုးဖြစ်လာမယ်တဲ့ပြည်သူလူထုတွေကနေတော့မောင်းတော့ပြီးတော့ရိုက်သားမှာတဲ့အဲ့ဒါနေတော့တတိထားတဲ့သူပြောတယ်ပေါ့နော်ငါပြောမယ်အခုတော်လန်ရမပြီးသေးဘူးမအေလို့လည်းမသေးသေးဘူးနေ့ရက်ငကကဒါပီတဲ့ဆိုးနေပြီနေ့ရက်တီကောင်နဲ့သူ့ရဲ့အဖွဲရနော်မင်းအောင်လိုက်စစ်ခွေးစစ်တပ်တဲ့ဆိုးနေပြီဘာကြောင့်လဲဆိုတော့NUG ရဲ့ PDF ကိုဖမ်းပြီးတော့နော်မြေကြီးထဲမှာမောက်ခိုင်းတယ်ပြီးတော့ NUG ရဲ့ PDF ကိုတက်နေတယ်အဲ့ဒီတက်နေတဲ့အချိန်မှာနေဆိုတဲ့ခွေးမသားမျက်နှာမပြတဲ့ကောင်ကနေတက်ပြီးတော့မဝေဖန်ဘူးအဲ့ဒါငကားလူတွေရဲ့လောက်ရကဒါဖီတဲ့ဆိုပြီးတော့မအားလာတဲ့ဆိုတယ်ကွာနော်ကျော်စိုးဦးကမအားလာဘောမအားလာဒလန်ထားလိုက်နော်ကိုရဲ့ PDF အောက်ကူလား PDF အစင်လက်လား PDF အသေးလားကိုရရန်သူဆိုတော့ကိုရ PDF အောက်ကူနီလန်မျိုးစုံနဲ့တို့လောက်မှာပဲကွာဟုတ်လားအောက်ကူနီးချတာမကဘူးအစင်လက်တော့မီးဖောက်ပြီးတော့မီးဆိုးပြီးတော့တတာလေအဲ့ဒါရန်သူထားလိုက်အခုငကား PDF ပြည်သူအလောက်ပါတယ်ပြည်သူလက်ဆောင်စားပါတယ်ပြည်သူရဲ့ပတ်စံယူပြီးတော့လက်နဲ့တွေဝယ်ပါတယ်အဖွက်တွေထူထောင်နေပါတယ်ဆိုတဲ့ငကားက PD မသေးရတဲ့ PDF အစင်လက်ကိုနော်တက်နေတယ်ကွာအယောက်30ကျော်တက်နေတယ်ကွာတနနဲ့ထောက်ပြီးတော့ PDF တွေကငကားရဲ့လူကိုရန်သူထဲကြောက်ရပြီးတော့အဲ့လိုမျိုးပဲဘာမှလုပ်လို့မရဘူးဘာမှတောက်ပြန်မဲ့ဟိုလက်နဲ့လည်းမရှိဘူးအကောင်လုံး NUG ရဲ့ PDF ကို NUG PDF ကန်တဲ့လက်နဲ့ကိုငကားလူတွေအကောင်လုံးတင်လိုက်တယ်ငကားရဲ့ဟို NUG ရဲ့ PDF တွေကိုငကားလူတွေကတက်နေတယ်ကွာအဲ့ဒါမအားလားဘောမမဟုတ်တယ်လို့မအားလားဒလန်လည်းမဟုတ်ဘူးနော်မင်းအွန်လိုင်းစစ်ခွေးစစ်သားအာနာစင်ငါတို့ရန်သူလည်းမဟုတ်ဘူးအဲ့ဒါငကားရဲ့စစ်သားငကားရဲ့ PDF အစစ်တွေအဲ့ဒါတွေကြတော့ထိုင်းနိုင်ငံမှာနိုင်ငံသားမှာငကားကိုထောက်ခံတဲ့ထောက်ပို့တွေတချို့ပြည်သူတွေတချို့တယောက်မှတက်မអော်ဘူးဒီလိုမျိုးပဲကြော်သွားတယ်ဒါတိလာပြီးတော့အဲ့လိုမျိုးအဲ့ဒါကိုမင်းတို့တွေကပောက်ကိုဆွဲဆဲလီယူတယ်ဆိုတာအဲ့ဒါလို့နော်အဲ့ဒီကောင်သူဘာပြောလဲဆိုတော့ဒီတော်လိုင်းရဲမှာတဲ့ငါ NUG ကိုဘယ်လောက်ယုံကြည်လဲဆိုတော့ငါ NUG ကိုဒေါ်လာ2000 3000ထောက်ပံ့ခဲ့တယ်တဲ့ငကားဆိုရင်ကျွန်တော်ပေးဖူးတာတဲ့ဒေါ်လာအရာနဲ့ပဲပေးဖူးတာတဲ့အထောင်တော်မှမရှိဘူးတဲ့အဲ့ဒါတွေကို NUG ကဘယ်မှာတော်တာ NUG အကလုံးခိုးစားတာတဲ့သူမိသားစုနဲ့တဲ့အဲ့လိုမျိုးပေါ့နော် NUG ကစောက်တုံးကိုမကြတာတဲ့ဘယ်နေရာမှလည်းမတိုက်ဘယ်နေရာမှလည်းမသုံးဘယ်နေရာမှလည်းမသိငါနေစီပြီးလဲဘာမှလည်းအကျိုးမရှိပါညာ तू ကပြောတာမကောင်းတဲ့ပေါ့နော်သူရဲ့ဘိုးနဂါဆိုရင်လည်းကျွန်တော်အပြင်မှာတစ်ခါမှမတွေ့ဘူးတဲ့ဒါမဲ့ကျွန်တော်လေးစားစေဘိုးနဂါရဲ့ပြောဘယ်ဘိုးနဂါရဲ့လောက်ရတယ်ဘိုးနဂါရဲ့ပြောရတယ်โอเคနေရဘိုးနဂါရဲ့လောက်ရနေရဘိုးနဂါကတစင်ထောင်တတရင်ပဲနော်တစင်ထောင်တတရင်ထားလိုက်နေ NUG ကိုဒေါ်လာ2000 3000ထောက်ပံ့ခဲ့တယ်ဒါမဲ့ NUG ကတနိုင်ငံလုံးကိုထောက်ပံ့ပေးရတယ်သူ့ရဲ့လက်အောက်က PDF ဆိုရင်အဖွဲ300ကျော်နဲ့နေ့ဒေါ်လာ2000ထားလိုက်နော်နေ့ရငကားကတတရင်ပဲ
တတရင်ပဲနေရနဂါရတဲ့ဘယ်ပြည်သူလူထုငွေမဆိုဘယ်ထောက်ပံ့ငွေမဆိုဘယ်ဒေါ်လာမဆိုဘယ်တရင်မှနဂါပြန်ခွဲပေးတာမရှိဘူးဒါမဲ့ငါတို့ NUG ကဒေါ်လာ1000ပဲရရ3သိန်းပဲရရ1သန်းပဲရရနော်သူရဲ့လက်အောက်က PDF ဖွဲ့ပေါင်းများဆိုတာ300ကျော်ကိုကျွန်တော်ခွဲပေးရတယ်လို့တိုင်းရင်းသားလက်နက်ကန်သူတို့နဲ့လက်တွဲပူပေါင်းတဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းလဲ NUG ပြန်တော့ထောက်ပံ့ပေးရတယ် KNU လားကရင်နီလားကရလား NUG လားကတော့ပြန်တော့ခွဲပေးရတယ်ပြီးတော့နော် NUG ရဲ့ PDF တွေအဖွဲ့300ကျော်ဆိုရင်လူဦးရေပဲ2000ပဲ1000ပဲ1000သိန်းစီးပြီလေပြီးတော့စဉ်းစားကြည့်နော် NUG လက်အောက်က PDF တွေဆိုရင် NUG ရဲ့ဘယ်လိုခေါ်မလဲဘာလဲစာနာရိတ်ခါ PDF ရဲ့စာနာရိတ်ခါဆိုရင် NUG လတိုင်းထောက်ပံ့ပေးရတယ်နော်အဲ့ဒီခွေးမသာပြောတဲ့စကားလုံးကငါတို့ NUG ရဲ့ PDF တွေက NUG ကချီးနဲ့ကြွေးတယ်လို့နားလဲလားပြီတို့ငါတို့ NUG လက်အောက်က PDF တွေကထမင်းမစားဘူးကွာချီးပဲစားနေတယ်လို့မျိုးဖြစ်နေတယ်နားလဲလားပြီတို့နော်ချီးပဲစားနေတယ်လို့ဖြစ်နေတယ်နော်သူရမအေလို့တီကောင်ငါအဖွဲ့ပဲထမင်းစားနေတယ်သူတို့ရဲ့တပါတီအဖွဲ့သူတို့ရဲ့ငါဘောငုံတွေပဲထမင်းပဲစားနေတယ်ထမင်းစားပြီးတော့တော်လိုင်းမှာပါဝင်တယ်သူတို့ထောက်ပံ့ပေးတဲ့ငါလည်းထမင်းစားနေတယ်NUG ဘက်ကNUG အစိုးရလား NUG PDF အဖွဲ့300ကျော်လား NUG ကိုထောက်ခံတဲ့ပြည်သူလူထုတန်းပေါင်းများစွာလဲချီးစားနေတယ်လို့အဲ့ဒီခွေးမသားအဲ့လိုမျိုးပုံစံနဲ့ပြောနေတာကွာနော်နော်နေပေးတဲ့ဒေါ်လာ2000ကNUG လက်အောက်ကအဖွဲ300ကျော် NUG ကျွန်တော်ခွဲဝေပေးရတယ်ပြီးတော့တိုင်းရင်းသားလက်နက်ကန်အပါဝင်နော်ဒါမဲ့နေပေးတဲ့ဒေါ်လာ100နေရာကခွေးမသားနဂါကနော်ဘယ်အဖွဲစီမပြန်ပြီးတော့မဝေပေးတယ်လို့နော်ရတဲ့ငွေအများအပြားတန်းပေါင်းများစွာဒေါ်လာတန်းနဲ့ရတယ်ဒေါ်လာသိန်းနဲ့မကဘူးโอเคနော်တချို့အလူစင်တွေကနဂါကိုဘယ်လောက်ချစ်လဲဘယ်လောက်ယုံကြည်လဲဆိုတာသူတို့ဒေါ်လာ1000ဒေါ်လာအသိန်းနဲ့နဂါကိုကူညီတာNUG စီမှာမပို့ဘူးငါလည်းထောက်ဖို့တရားနေနဲ့အရင်တော့ဆိုရင် NUG စီမှာလုံးဝငါမပို့ဘူးစေနော်အရင်တော့ဆိုရင် NUG ကိုမပို့မယ်ဆိုတော့မအားပေးဘူးဒါဘွန်တရွက်လာဒေါ်လာ1000အဲ့လောက်ပဲမမိတယ်ကျန်တာကြတော့ NUG ရဲ့ PDF ဆိုတော့မဒါလိုက်ပို့တာโอเคအဲ့ဒါခွေးမသားဒီခွေးမသားဒီအတန်ကိုမပေးကြမယ်ခဏလေးဒီအတန်ဒီကောင်နော်အဲ့ဒီခွေးမသားမျိုးဝင်းကိုမေကိုလိုကနဂါရဲ့ဘောငုံပါနော်မိုက်ကယ်ရဲ့ဘောငုံဖြစ်တယ်လို့နဂါရဲ့ဘောငုံဖြစ်တယ်အဲ့ဒီမအေလိုကအရန်ကိုအဆုံးရောက်တာအားစီကနေလှူခတ်ပြောပြမယ်ကျွန်တော်ကအရင်တော့က NUG ကိုဘယ်လောက်ထိအောင်ထောက်ပံ့ခဲ့လဲဆိုရင်ပြောလို့ရှိရင်ဒါကကိုကြီးသွေးရကြကျွန်တော်ကတိန်400လောက်ကျွန်တော်ကိုယ်ပိုင်ပတ်စံနဲ့သူများစီကနေလှူခံထားတဲ့ပတ်စံမဟုတ်သေးဘူးကျွန်တော်ရဲ့လုံအားကကျွန်တော်ရဲ့ဝင်ငွေကျွန်တော်မသုံးမဲနဲ့စုထားတဲ့ပတ်စံနေနဲ့ကျွန်တော်ကတိန်400လောက်ထည့်ခဲ့တာထည့်လှူခဲ့တာပြီးတဲ့ခါကျတော့ကျွန်တော်ကဘုံနဂါးကိုကျွန်တော်ပြောနေတဲ့ခါကျတော့ဘုံနဂါးကနေလိုက်ပြောတယ်လို့ပြောနေတဲ့နေရာမှာကျွန်တော်ကဘုံနဂါးကိုကျွန်တော်က100 200ပဲလှူဘူးတယ်100 200နေရလေအဲ့ဒီချိန်မှာဘိုးနဂါကို100 200တောင်နေလီဘူးတယ်ငါဆိုရင်လေအဲ့ဒီချိန်မှာ NUG ဆိုရင်တပြားမလူဘူးဒီလား NUG ဆိုရင်တပြားမှမလူဘူး NUG လက်အောက်မှာ PDF အဖွဲ့300ကျော်တော့စီးတယ်ငါတခါမှလည်းမသိဘူးအဲ့ဒီချိန်မှာနော်ငါသိတာဘိုးနဂါပဲနော်နေရ NUG ကိုဒေါ်လာ2000နေထောက်ပံ့ပေးတာနေအရန်ကန်ကောင်းတယ်သိလားကန်ကောင်းလို့နေနဂါမပေးကန်ကောင်းလို့အဲ့ဒီ2000ကိုနေနဂါကိုဘာလဲမပေးရတာနေပေးလိုက်လို့စင်ငကားရဲ့မိမစပဖို့ပဲဖြစ်သွားမယ်သူမိမ3ယောက်4ယောက်နဲ့ကုန်သွားမယ်နော် NUG ကိုနေပေးလိုက်လို့ NUG ရဲ့အဖွဲ့ပေါင်းများစွာလဲအထောက်အကူပြန်တော့ဖြစ်တယ်နော် NUG ရဲ့ PDF အဖွဲ့300ကျော်တိုင်းရင်းသားလက်နက်ကန်အပါဝင်အဲ့ဒီငွေရပြန်တော့စားရသေးတယ်နော်သူတို့ကန်ရမဲ့လက်နဲ့လားလိုအပ်တဲ့အကူညီလားနော်အကောင်လုံးပြန်တော့300သေးတယ်နော်ငါဆိုရင်လေမအေလို့ငကားကိုလေနေရတော့100နေရာပဲနေထောက်ပံ့ပေးရတယ်ဟုတ်ငါမအေလို့ငကားကိုငါရဲ့ကိုပိုင်မိသားစုငွေနဲ့ဒေါ်လာအော်စီဆိုရင်4000 5000လောက်စီမယ်သူအရေးကြီးလာပြီဆိုရင်သူ့ရဲ့ကမ်ပိန်းထဲမှာပြန်မမို့ထဲတာ NUG စီမှာမမို့ခွဲပြီးတော့ပို့တာမရှိဘူးအရင်တော့အဲ့ဒါနေဆိုတဲ့ခွေးမသားနေတော့ငကားခွေးတွေလာတော့ကြည့်နော်နေတော့ကိုမေကိုလို့လာတော့ကြည့်ဒီခွေးမသားပြောတယ်အရင်တော့ NUG ကိုဒေါ်လာ2000 3000ထားလိုက်ငါဆိုရင်အရင်တော့ဆိုရင် NUG ဆိုရင်သူရဲ့လက်အောက်က PDF တွေဘယ်နှဖွဲ့စီလာငါမသိဘူးဒါပေမဲ့ငါသိတာဘိုနဂါပဲနဂါမှနဂါပဲကွာနဂါကိုငါဘယ်လောက်ယုံကြည်လဲဆိုတာကိုပိုင်ငွေလက်နဲ့ဒေါ်လာ4000 5000ထက်နော်သူ့အတွက်အရေးပေါ်လာပြီဆိုရင်ပြန်ပြီးတော့အလူခန်းနော်ပို့ပေးလိုက်တာတစ်ခါဆိုရင်ဘာ9သိန်းဘာ6သိန်းတချို့တစ်ခါတလေဘာ7သိန်းနဂါစီမှာငါပို့တာနော်ငါစိတ်ထင်နဂါအရန်တော်တယ်အရန်တတ်တယ်သူ့ရဲ့ PDF ဆိုတဲ့ဟိုဗာလဲအများကြီးစီတယ်ငါအဲ့လိုမျိုးထင်နေတာနောက်ဆိုတော့တစင်ထောင် PDF NUG လက်အောက်က PDF တစ်ဖွဲ့စာလောက်ပဲစီမယ်အဲ့ဒီမအေလို့နဂါโอเคအဲ့
အဲ့ဒါငါပြောတယ်နင်တို့လို့စောက်သားပါတီခွေးမသားအဖွဲသွေးခွဲတဲ့အဖွဲတွေကနော် line ပေါ်မှာမတက်လာနဲ့မအေးလို့တွေရဲ့ခွေးဆိုတာခွေးပဲတီကောင်ဆိုတာတီကောင်ပဲဘယ်တော့မှငကားမဖြစ်လာဘူးတိလားခွေးလည်းဘယ်တော့မှလူမဖြစ်လာဘူးမအေးလို့တွေအဲ့ဒါမင်းတို့သိဖို့โอเคနော်အရင်တော့ပြီးတော့ KNU ဆိုရင်တမခွန်ဆိုရင်ဘယ်နှတန်းဘာငွေစစ်တန်းပို့ပေးတယ်ငါရဲ့ကိုပန်ငွေလဲပါတယ်ပြည်သူငွေလဲပါတယ်နေသားများဆိုရင်ဘာငွေအသိန်းပဲနေရပို့ပေးတယ်ကိုပန်ငွေလဲပါတယ်ပြည်သူငွေလဲပါတယ်ငကားဆိုရင်ဘလောက်လဲမမိုးအော်စီနော်မမိုးဘယ်နဲ့မှာစီးတဲ့ငွေတွေအများကြီးမမိုးထောက်ပံ့ငကားလိုအဲ့ဒါအကူကြီးဟုတ်လားငါရဲ့ကိုပန်ငွေနဲ့ဒေါ်လာ4000 5000အော်စီဒေါ်လာ4000 5000ထည့်ပြီးတော့ပြန်တော့အလူခံပေးတဲ့4သိန်း5သိန်း6သိန်းအဲ့ဒါခွဲမသားငကားရတဲ့ငွေအားလုံးမဟုတ်ပြန်တော့လက်လာတဲ့အချိန်မှာဘယ်တရင်တက်ခွဲမဘယ် NUG တရင်တက်ခွဲမဘယ် logo တက်ခွဲမမအေလို့ငကားကပြန်တော့ထောက်ပံ့ပေးတာပြန်တော့ဝေပေးတာခွဲပေးတာမရှိဘူးเนาะရတဲ့ငွေအားလုံးသူ့ရဲ့စစ်ကြောင်းမှာပဲသူ့ရဲ့တထဲမှာပဲသူပြန်ပြီးတော့ထောက်ပံ့တယ်သူပြန်တော့လှုပ်ပေးတယ်သူ့ရဲ့အင်အားကြီးလာအောင်သူ့ရဲ့အဖွဲ့တွေလက်နဲ့ခင်ပြည့်စုံအောင်အဲ့ဒီမအေလို့အဲ့ဒီနေရာမှာပဲနော်နေဆိုတဲ့ခွေးမသား NUG ကိုနေ2000ဒေါ်လာ2000နေထောက်ပံ့တယ်ဒါပေမဲ့တချို့ပြည်သူတွေအများအပြားနေရငကားကိုယုံကြည်လို့ခွေးမသားငကားစီမှာသူတို့ဒေါ်လာ1000သိန်းနဲ့ပို့တာအဲ့ဒါတော့ကျွန်တော်ဘာဖြစ်လို့နေမပြောတာလဲမအေလို့ရဲ့ဟမ် NUG စီမှာနေဘလောက်ပေးလဲဘလောက်များပေးလဲငကားနည်းနည်းပဲရတယ်ဒါပေမဲ့ငကားတခြားလူတွေစီမှာရတာအများကြီးကိုမေကိုလို့ရဲ့နော်ခွေးမသားနော်ပြီးတော့ငါတို့ NUG ကျွေးရတဲ့ PDF တွေကနော် PDF တွေစားတဲ့ကြိတ်ခါနေတညတဲ့ချီးနဲ့ NUG ကျွေးတာမဟုတ်ဘူးမေလို့ရဲ့ချီးနဲ့ NUG ကျွေးတာမဟုတ်ဘူးတိုင်ရင်300ကျော်လတိုင်း NUG တွေပို့ရတာမြန်မာငွေအသိန်းစစ်တောင်းအသိန်းကတိနဲ့စီးတယ်အဲ့ဒါရိုက်ခါအတွက်ပဲနော်မြို့တလုံး NUG PDF တွေသိန်းနဲ့မြို့တွေတလုံးနေစိတ်တင်ကြီး9000ပဲကုန်တယ်ကြီးတသိန်းအောင်မလေးမြို့တလုံးရဖို့ကြီးအသိန်းအတန်နဲ့ကုန်တာကြီးအလုံးအသိန်းတန်နဲ့ကုန်တာမမပြောပြမယ်တို့မယောင်လို့စရင်မမပြောပြမယ်ကော့ဘိန်မွန်ပြည်နယ်ကော့ဘိန်တိုက်ပွဲအဲ့ဒီချိန်မှာဘိုအက်ဆေဝါနဲ့မိုစစ်သားတွေပူပေါင်းတော့တိုက်နေတယ်ဟုတ်အဲ့ဒီကော့ဘိန်မြို့တိန်တိုက်ပွဲကအဖွဲပေါင်းများစွာပူပေါင်းနေနော်အဲ့ဒီပူပေါင်းနေတဲ့အဖွဲမှာမိုစစ်သားပါတယ်မို PDF ပါတယ်မို PDF ကအဲ့ဒီကော့ဘိန်တိုက်ပွဲကသူတို့တိုက်လိုက်တဲ့ကြီးစံတွေပြီးတော့ AK ငရုတ်ဒီ AK ကြီးသားလေအလုံး9000 9000ကုန်သွားတယ်အဲ့ဒါတော့မှဘိုအက်ဆေဝါတို့စစ်ကြောင်ကဘယ်1000ကုန်လဲမှမသိဘူးဒါအဲ့ဒါသူတို့တောင်ကိုစီတူရမှမဟုတ်လားတော့ပြောပြတာကော့ဘိန်မြို့တိန်တိုက်ပွဲကဖြစ်နေတာပဲနဲ့ပါလည်းမသိဘူးနော်မိုစစ်တာနဲ့ဒီ PDF ပေါ့မို PDF တွေလေသူတို့ပူပေါင်းတော့တိုက်နေတဲ့အချိန်မှာသူတို့စုထားတဲ့ဒီတောင်လိုင်းတောက်ဆောင်မှာသူတို့စုထားတဲ့ကြီးအလုံး9000 9000အကလုံးကောင်းတာအဲ့ဒါမြို့တလုံးမရသေးဘူးနော် NUG PDF တွေတင်ရတဲ့မြို့တွေက10လုံးကြော်စီးတယ်ခွေးမသားပါပဲဆိုတော့ NUG ကဘယ်မြို့မှတင်လို့မရဘူးလေငါပြောမယ်နော်ပြည်သူလူထုဒေါ်လာတန်းနဲ့ချီပြီးတော့ဘတ်ငွေတန်းထောင်ပေါင်းများစွာထောက်ပံ့ပေးတဲ့ဒီမအေလို့ငါမြို့မပြောနဲ့ငကားရဲ့အဖွဲအစည်းတင်ရတဲ့စခန်းတစ်လုံးလောက်ဖော်ပြပေးပါโอเคနော်ငကားရဲ့အဖွဲအစည်းငကားရဲ့ BNRA တက်ကနော် PDF အဖွဲ့တွေကတင်ရတဲ့စခန်းရဲ့နာမည်ကိုပဲဖော်ပြပေးပါမရှိဘူးမြို့မပြောနဲ့စခန်းတစ်လုံးမှမရဘူးငါတို့ NUG လက်အောက်က PDF ဆိုရင်အညာမှာဘယ်မြို့မဆိုလိုက်တော့တိုင်းတယ်လို့ပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နော်ဘယ်ပြည်နယ်မဆိုစမ်းတောင်ဘက်ကလားကယားဘက်ကလားငါတို့ NUG PDF တွေသွားပြီးတော့တိုက်ပေးတယ်သေပေးတယ်နော်သွားတဲ့အချိန်မှာကားစရိတ်လားကားစရိတ်ကအစား NUG တွေအကုန်လုံးထောက်ပေးရတယ်ငါတို့ထောက်ဖို့တွေအကုန်လုံးထောက်ပေးရတယ်โอเค NUG ဒေါ်လာ1 သန်းပဲရဒေါ်လာ2 သန်းပဲရဒါပေမဲ့သူ့ရဲ့လက်အောက်ကအဖွဲ300ကျော်ကိုသူအကလောက်ပြန်တော့ခွဲဝေပေးရတယ်နော်စာနာရိတ်ခါအတွက်ပဲတလဆိုရင်မြန်မာငွေအသိန်း7000အသိန်း9000ပေးရတယ်အဲ့ဒါတတ်စင်ထားတဲ့လက်နဲ့ခင်ရဖို့မပါသေးဘူးစစ်တိုက်ဖို့ကြီးစံဖို့တွေမပါသေးဘူးနနတီဖို့တွေမပါသေးဘူးယူနီဖောင်ကတွေမပါသေးဘူးအဲ့ဒါခွေးမသားငါပြောပြီးလေနေတော့မအေလို့တပါတီအဖွဲ့တွေနော်နေတို့ရဲ့ခွေးမသားတီကောင်ကိုငါတို့ရဲ့ NUG နဲ့လာပြီးတော့မနိုင်စင်တဲ့ကိုမေကိုလို့တို့နော်မိတို့ရဲ့တီကောင်အဖွဲ့ကစခန်းတစ်လုံးမှတင်လို့မရသလိုဘယ်မြို့မှလည်းတင်လို့မရဘူးနော် NUG ကတနိုင်ငံလုံးတိုင်းရင်းသားလက်နက်ကန်နေမြေဘက်ကလည်းဝမ်တော့တိုက်ပေးရတယ်အညာဘက်ကလည်းတိုက်ပေးရတယ်ဘယ်နေရာမဆိုတိုက်ပေးရတယ် NUG ရလာတဲ့ဘယ်ဒေါ်လာဘလောက်ဘတ်ငွေဘလောက်အကောင်တော့ပြန်တော့ခွဲပေးမြဝေပေးရတယ်ဟမ်လူများလုံးလို့အဖွဲ့များလုံးလို့တချို့အဖွဲ့တွေကမရတဲ့အချိန်မှာ NUG ကိုလည်းပြန်တော့ဆဲဆိုစော်ကားတာလည်းသိတယ် NUG ခံရတယ်ပြီးတော့မအေလို့ငကားကငါလာပြီးစီယုံတဲ့အချိန်မှာ तू ပြောတယ်တဲ့ तू က NUG သူ့ကိုလိုက်သားတယ်တဲ့ तू မမို့ပြောတယ်နော် NUG အခုနေ့တိုင်းပဲသူ့ကိုစာပြီးတော့လိုက်သားတယ်တဲ့ NUG တာ तू လိုက်သားလို့ဆို तू သေသွားတာကြာပြီမအေလို့က
သူစောက်စင်းနဲ့ NUG ဘာလုပ်မလို့လဲဟမ်သူစောက်စင်းနဲ့ NUG ဘာလုပ်မလို့လဲအဲ့ဒါတို့တပ်ပါတီတွေနော်ထမင်းစားတဲ့သူတိုင်းမှာ NUG ကိုထောက်ခံတယ် NUG လက်က PDF အဖွဲ့အားလုံးကိုနော်ထောက်ခံတယ်နားလည်ပေးတယ်မင်းတို့လိုတစင်ထောင်းတတရင်တစင်ထောင်းနော်ပောက်ကိုဆွဲပောက်ကိုယူဆယ်လီယူတွေပဲနော်ထမင်းစားပြီးဗလဲအုံနောက်မစီးတဲ့ကောင်တွေပဲဒီမအေလို့တီကောင်နော်မင်းတို့တွေကကောင်းပါတယ်မင်းတို့တီကောင်တာကောင်းလို့စင်စခန်းတစ်လုံးနှလုံးလောက်ချပြခဲ့လေဘယ်မှာလဲပြောပြပါအောင်သပါအဲ့ဒီပြူစောတိစခန်းတော့မအေလို့ငကားဟိုနိုင်အောင်မသိဘူးအဲ့ဒီပလဲနဲ့မှာသူနေတဲ့ပလဲမျိုးမှာပြူစောတိစခန်းတွေစီးတယ်မအေလို့တခါမှမအေလို့တီကောင်တခါမှရအောင်မသိပေးဘူးချပြလေငါထောက်ဖို့တရားနေနဲ့အခုပြောနေတာတမ်းမှန်ပြည်သူမဟုတ်ဘူးနော်နဂါကိုသေအောင်ချစ်တဲ့မမိုးကင်မတရားငါနဂါထောက်ပံ့တော့ဆိုရင် NUG ဆိုတာအစိုးရပဲငါသိတယ်သူရဲ့လက်အောက်က PDF တွေကဘယ်လောက်များလဲငါမသိဘူးနော်ငါသိတာနဂါငါလောက်ပေးတာနဂါနေသားများနဂါနေသားများနဂါအဲ့ဒီချိန်မှာဆိုရင်2020 2020မို့ငွေဝင်တာအရန်ကောင်းတယ်အဲ့ဒီချိန်မှာအမလေးတလနဂါစီမှာ4သိန်းပို့ပေးလိုက်6သိန်းပို့ပေးလိုက်ဘာငွေနော်အဲ့ဒါနေဆိုတဲ့ခွေးမသားနေမသိဘူးနေလိုမျိုးနဂါကိုချစ်တဲ့လူတွေအများအပြားနော်ထောက်ပံ့ပေးတာတချို့မှဆိုရင်ဘာငွေတယောက်တည်းဆိုရင်ဘာငွေ4,000 5,000နဂါရဲ့စစ်ကြောမှာလာပြီးတော့ထောက်ပံ့ပေးတာနဂါစီမှာဆက်တော်ပြီးတော့နော်ဒေါ်လာဆိုရင်1,000နဲ့ပို့ပေးတာနဂါစီမှာအဲ့လောက်တော့မှဒါမဲ့မအေလို့နဂါဘာမှလုပ်ပြလို့မရဘာမှပြန်တော့မလုပ်ဘူးသူရတာများပြီးလဲမကျင်တတ်သေးဘူး NUG ရလာတဲ့ငွေနည်းနည်းပါကို NUG လက်အောက်က PDF ဖွဲ့ပေါင်းများဆော့ကိုချင်းမစာပေးပဲနဲ့ NUG စီမှာသူလိုအပ်တဲ့လောက်ငွေကို NUG ကမပေးဘူး NUG က90%ကတော့ပဲပေးတဲ့အချိန်မှာအော်မလေး NUG မကျင်တော့ဘူး NUG သူမကျင်တော့ဘူးနော်ဘလောက်တကိုကောင်းခံလဲဆိုတာသူ့စီမှာပြည်သူလူထုရဲ့ငွေကဘလောက်ပဲဝင်ဘလောက်ပဲမများနော်သူမကျင်ပဲနဲ့ NUG စီမှာဝင်လာတဲ့ငွေပဲသူလိုချင်တယ်မအေလို့နဂါဟမ်မအေလို့နဂါတွေတီကောင်ဖွဲ့တယ်NUG လောက်က PDF တွေကခွေးတယ်လားမင်းတို့လိုမျိုးပဲထမင်းစားတယ်မအေလို့တွေရဲ့မင်းတို့လိုမျိုးပဲထမင်းစားတယ်မင်းတို့လိုမျိုးပဲအသက်ပေးစားတယ်မင်းတို့လိုမျိုးပဲစစ်တိုက်ရတယ်မင်းတို့က NUG လောက်က PDF တွေကိုပြန်ပြီးတော့အထင်သေးတယ်နော်လူမဟုတ်တယ်လို့မင်းတို့ပြန်တော့ဆက်စင်တယ်နော်မင်းတို့ပဲ PDF ဖြစ်ရပါတယ်မင်းတို့ပဲစစ်တိုက်ရပါတယ်မင်းတို့ပဲအကူညီလိုအပ်ပါတယ်ဆိုတာမင်းတို့လည်းခွေးမသားတယ်မင်းတို့ကတကူကောင်းဆိုင်စိတ်နဲ့အာတာစိတ်မာနစိတ်နဲ့နော်သူများတွေတက်မစင်စားပေးဘူးနော်ဝင်လာတဲ့ငွေအများအပြားလဲမေးလိုက်အညာက PDF တွေအဖွဲပေါင်းများစွာမေးလိုက်နဂါရတဲ့ဘငွေတန်းပေါင်းများစွာဒေါ်လာအသိန်းတန်းကတိနဲ့ရတာကိုနဂါပဲအဖွဲကိုပြန်တော့ထောက်ပံ့ပေးတယ်ခွဲဝေပေးတယ်မရှိဘူးဒါမဲ့ငါတို့ရဲ့ NUG အစိုးရကအစိုးရဆိုတော့ကွာနော်အစိုးရဆိုတော့ကိုလက်အောက်က PDF လားလောကုတ်လားတိုင်းရင်းသားလက်နက်ကိုင်လား NUG အကုန်လုံးပြန်တော့ခွဲဝေပေးရတယ်မအေလို့တွေရဲ့ဟမ်ခွေးမသားတွေပောက်ကိုဆွဲပြီးတော့ကိုရဲ့ပောက်ကိုတယောက်ပဲအကောင်းဆုံးပြရမယ်ကိုရဲ့ပောက်ကိုတယောက်ပဲကိုထောက်ပံ့ပေးရမယ်ကိုရဲ့ပောက်ကိုတယောက်ပဲလက်နဲ့ခရမ်းစီရမယ်ကိုရဲ့ပောက်ကိုတူတစ်ဖွဲ့ပဲဟိုစစ်တိုက်နေတယ်ကိုရဲ့ပောက်ကိုတူတစ်ဖွဲ့ပဲအသက်တွေပေးစားတယ်ခွေးမသားတွေတစ်ဖက်ပဲပြီးတော့လာပြီးတော့ပောက်ကိုတွေဆွဲပြတယ်ဟမ် NUG အစိုးရတာမင်းတို့လိုမျိုးငကားမငကားပြလို့စရင်လေငါတို့ခွေးဖြစ်သွားတာကြာပြီဒီတော်လည်းရခွေးဖြစ်သွားတာကြာပြီစင်နော် NUG အစိုးရကငကားပဲထောက်ပံ့ပြီးတော့ငကားပဲအာယုံဆိုင်ပေးတယ်တန်တဲ့ PDF အဖွဲ့တွေအားလုံးကဘယ်သူမှလက်နဲ့မကန်မနဲ့အကောင်လုံးခွဲထွက်မှာအကောင်လုံးလက်နဲ့ချမှာနော်ဒီတောင်လိုင်းရစဆုံးသွားတော့ကြာပြီငါတို့ရဲ့ NUG ရမင်းတို့လိုငကားမအေလို့ငကားလိုမျိုးစိတ်ဓာတ်မစီလို့ငါတို့ရဲ့ NUG ရဲ့အစိုးရအားလုံးကနော် NLD အစိုးရမှာဗလဲ NLD အစိုးရတဲ့မှာလာတဲ့လူကြီးလူကောင်းတွေနိုင်ငံရေးသမားတွေတဲ့ပဲနော်မင်းတို့လိုတစင်ထောင်အာနာယူနော်ဟိုမရများနေတဲ့ကောင်တွေမဟုတ်ဘူးပြောထားမယ်နော် NUG အစိုးရအရောက်တိုင်ပြည်သူရွေးချယ်ထားတဲ့အစိုးရအရောက်တိုင်ရဲ့တမိုင်းကိုပြန်တော့ကြည့်လိုက်โอเคနော်ဥယျာဉ်မို့ကိုလေဥယျာဉ်မို့ကိုပြည်သူလူထုယုံကြည်မှုမရှိအောင်သူတို့ဘလောက်နာမယ်ပြက်လဲဆိုတာသိလားဥယျာဉ်မို့ကရတဲ့အလူငွေကိုတဲ့နော်ရတဲ့အလူငွေကိုတဲ့သူ့ရဲ့သမီးဒေါက်တာဖြစ်ဖို့အတွဲတဲ့သူချောင်းပို့ပေးရတယ်တဲ့ကြည်စမ်းခွေးမအိုင်ရင်မတွေခွေးမခင်မိုးတွေအဲ့ဒီခွေးတပ်ပါတီဖွဲ့ကငကာအဖွဲတွေပေါ့နော်အဲ့လိုမျိုးអော်နေတယ်နော်ဥယျာဉ်မို့ရဲ့သမီးကဘွဲရသွားတာဟို2018တုန်းကဒေါက်တာဘွဲရတာနော်ဒေါက်တာဘွဲရတာဟို2018တုန်းကဒါမဲ့တော်လိုင်းရေးဖြစ်တာ2021ဟုတ်အာကြည့်လား
ဦးရင်မို့ခလေးစီလို့သူရတဲ့ငွေကိုသူ့ရဲ့ခလေးကိုသူပြန်တော့ကျွေးမွေးတယ်တဲ့သူ့ရဲ့သမီးကိုတဲ့ဒေါက်တာပွားရအောင်သူပို့ပေးတယ်တဲ့ဒေါ်လာတန်းပေါင်းများစွာတဲ့တလားဒေါ်လာပဲ2000ပေးရတယ်တဲ့ချစ်စံအဲ့ဒါမအားလားခွေးတွေထက်ဆိုတယ်နော်တာပါတီဆိုတာပူတာလို့ခေါ်တာပူတာဆိုတာကိုယ့်ရဲ့လူလုံးနဲ့လာပြီးတော့ပူပေါင်းပြီးတော့နောက်ဆိုတော့ကိုယ့်ပြန်တော့တာတယ်မင်းအောင်လိုက်ဘက်ကကိုယ့်အချမ်းကြီးနဲ့တိုက်တယ်သူတို့ဘက်ကသွေးခွဲတယ်အဲ့လိုမျိုးသူတို့လုပ်တာနော်ဦးရင်မို့ကလည်းတစ်နှစ်တစ်ခါသူ့ရဲ့သမီးဘွဲရတာကို तू ကပြန်တော့ချဲတယ်ကွာအဲ့ဒီနေ့မှာ तू ချဲလို့မှမတွေ့တာ तू ချဲလို့မတွေ့တာချဲပြန်ချဲတဲ့အချိန်မှာအော်ဦးရင်မို့ရဲ့သမီးကဒေါက်တာဘွဲရတာစာတွေတောင်းတွေတက်ပြီးတာဒေါက်တာဘွဲရတာဟို2014တုန်းကအခုတပ်ပါတီပြောတဲ့စကားတွေကစောက်တလဲကြီးဖြစ်နေတယ်အဲ့ဒါကိုကြတော့လေမတိတဲ့ပြည်သူတွေအဲ့ဒီတပ်ပါတီပြောတဲ့စကားတွေအာရင်မပြောတဲ့စကားတွေငကားပြောတဲ့စကားတွေအကောင်လုံးတော့ယုံတယ်မမို့ပြောပြီးလေငကားရဲ့အင်အားကပြီးတော့ NUG ရဲ့ PDF တစ်ဖွဲ့စာလောက်ပဲရှိတယ်ငကားရဲ့စစ်ကြောင်းတွေကလူဆိုရင် NUG ရတိုက်ရင်300ကျော်ပြောမယ်ဆိုတော့တတိုက်ရင်ဆိုရင်လူ400 500ရှိတယ်ကွာ300 200အနည်းဆုံးငကားဘက်ကလည်းအဲ့ဒီတစ်ဖွဲ့နဲ့အဲ့ဒီတန်နေတဲ့သူရတဲ့အငွေဆိုရင် NUG ထဲအစပေါင်းများစွာများတယ်ဘာလို့ငါထောက်ဖို့တရားနေနဲ့ငါအရင်တော့ဆိုရင် NUG မထောက်ပံ့ဘူးလေငါသေးတာငကားငါထောက်ဖို့တရားနေနဲ့ငကားကိုငါတန်းတစ်ခါတို့ပို့လို့ဆိုရင်ဘန်းငွေ9သိန်းဘန်းငွေ6သိန်းဘန်းငွေ10သိန်းအနည်းဆုံးဆိုရင်3သိန်းပါပို့တာကိုပန်ငွေဆိုရင်ဒေါ်လာ3000 4000ထည့်တာအဲ့ဒီငကားရဲ့ကမ်ပိန်းထဲမှာအဲ့ဒါနေဆိုတဲ့ခွေးမသားဒေါ်လာ100 200ပြောတာမြန်မာငွေဒီခွေးမသားရအတန်မှတ်ထားနော်နော်အဲ့ဒါဒီဗီဒီယိုကိုခွေးမသားမျိုးဝင်းဒီမအေလို့ဖာကောင်းနော်ငကားခွေးမ BNA တစိမ့်နဲ့သူတင်ထားတယ်နော်သူ့ရဲ့အကောင့်မှာဆိုရင်လေမင်းအွန်လိုင်းကိုတော်လန်တဲ့ပို့ဆိုတာမရှိဘူးမင်းအွန်လိုင်းကိုဆဲတဲ့ပို့ဆိုတာမရှိဘူးနော်ဟိုပန်းဆဲလို့ကိုဆဲတဲ့ပို့တွေ NUG ကိုဖောင်းထူးတဲ့ပို့တွေပြောရမယ်ဆိုတော့သူတို့တွေကဘယ်လိုခေါ်မလဲငကားရခွေးတွေဆိုရင်မင်းအွန်လိုင်းရလောက်ကုန်ပြီသူတို့ရဲ့ညံသူကမင်းအွန်လိုင်းမဟုတ်တော့ဘူးသူတို့ရဲ့ညံသူက NUG ဖြစ်တယ် NUG လက်အောက်က PDF တွေအားလုံးဆိုရင်သူတို့ရဲ့ညံသူဖြစ်တယ်အဲ့ဒါလိုမျိုးနော်ဝင်ကြည့်လိုက်နော်ဒီမှာငကားဗီဒီယိုတွေပြန်တင်ပေးတယ်ကြည့်လိုက်ကြည်သူအလောက်ကိုလောက်ပေးတဲ့သူကလေအဲ့လိုမျိုးပုံကိုမဆွဲဘူးခွေးမသားမျိုးဝင်ခွေးမသားဖာကောင်းမျိုးဝင်ရဲ့နော်ပြည်သူအလောက်ကိုလူမျိုးအလောက်ပြည်သူအလောက်တန်းပြည်လောက်ပေးမယ်ဆိုရင်စိတ်ဓာတ်လေအမြင်ကျရမယ်သိလားပေါက်ကိုမဆွဲရဘူးမအေလို့ရဲ့နော်ဒါပေမဲ့နေစ조사ပြီးတော့တင်ပါနော်ခွေးစကားတော့ခွေးစကားပဲထမင်းစားတဲ့သူတိုင်းတော့ဘယ်သူမှစောက်ဖြူမဆိုင်ဘူးโอเคနော်ပြောထားမယ်ဘယ်ငကားခွေးမဆိုဘယ်ငကားဘောငုံမဆိုကွာမင်းတို့ရဲ့တီကောင်ကိုလေငါတို့ရဲ့ NUG အစိုးရနဲ့လုံးဝလာပြမနိုင်စင်နဲ့ NUG ဒေါ်စင်မအောင်ရဲ့အဖောက်မွေးတစ်ချောင်းတောင်မှလိုက်မမီတယ်လို့ဦးရင်မွန်ရဲ့အဖောက်မွေးဗလဲလီမွေးတစ်ချောင်းတောင်မှလိုက်မမီဘူးအဲ့ဒီမေလို့ငကားဘာစောက်စင်မလည်းမလို့တို့ဘာမှစောက်တော့မကြဘူးနားလဲလားစောက်တောင်ကြတဲ့လူဆိုတာလေစခန်းတွေတန်ရမယ်တီသူလူထုရဲ့ငွေဒေါ်လာသိန်းပန်းပေါင်းများစွာရတဲ့အဲ့ဒီလိုမျိုးငကားအဖွဲကမြို့ဆိုတာသိန်းနိုင်ရမယ်စခန်းဆိုတာသိမ်းနိုင်ရမယ်အခုဆိုတာကြည့်လိုက်လေအောင်မလေးငကားပလဲမျိုးမှာနေတာ9နှစ်စီပြီးမအေလို့ဖာကောင်းငကားပလဲမျိုးသိမ်းဖို့မပြောနဲ့သူ့ရဲ့ဘေးနာကပြူစောတိစခန်းတော်မှာသူရအောင်မသိမ်းဘူးခွေးမသားနယ်သားများနဲ့အတူတူပဲနော်အာနာယူခွေးမသားနယ်သားများဆိုရင်သူနေတဲ့အဲ့ဒီကော်သူလေးနဲ့မြေသူဘေးနာကစစ်ခွေးစခန်းနဲ့နယ်သားများတခါမှရအောင်မသိမ်းဘူးသူ့ရဲ့အစ်စ်ကအဲ့ဒီပလဲဆွေကောက်ကိုကြားပြကန်လူနဲ့ညာကန်လူသက်သမားကန်လူကောက်ကူကန်တွေလဲနေသားများပြောတယ်သွားပြောဘုံကျဲပေးမယ်ထောက်ပံ့ပေးပါမှမဟုတ်လောက်ပေးလိုက်တာဘငွေတန်းပေါင်းများစွာပဲနော်လက်နဲ့အကြီးစားတစ်လက်10သိန်းကျော်ဘငွေနေသားများလောက်ပေးတယ်မအေလို့နေသားများဘယ်မှမဖြစ်ဘူးနောက်ဆုံးတော့ BGN နဲ့ကောင်တွေတော့ရောင်းလိုက်တာနော်မီးတို့ငကားအဖွဲတွေနေသားများအဖွဲတွေနော်မီးတို့ကောင်တွေကတော်လန်ရစ်ကိုဖြက်လို့ဖြက်စီတဲ့ကောင်တွေပုတ်သားတွေနော်မအေလို့ထက်ကြောက်စရာကောင်းတဲ့ကောင်တွေမအေလို့ဆိုရင်မအေလို့စစ်ခွေးရန်သူဆိုတာပြည်သူသိပြီးတော့အန်ဒီရမရှိဘူးမိတို့တွေကကိုလူလိုဘာလိုစစ်တိုက်မဲ့တယ်လို့အာနာစင်ကိုအမြင့်ဖြတ်မဲ့တယ်လို့ပြည်သူကိုကာကွယ်မဲ့တယ်လို့ပြောပြီးတော့ပြည်သူရဲ့ငွေကိုရပြီးဆိုရင်ပြည်သူနော်ပြည်သူဘက်ကတော်လိုင်းရဲ့အဖွဲတွေကိုအစိုးရတွေကိုဘယ်လိုမျိုးပြန်တော့ဖောင်းထုစော်ကားသွေးခွဲရမလဲဆိုတာနေတော့ခွေးမသားတွေကပြန်တော့လောက်တာနော်အေလို့ပြီးတော့ NUG ကတဲ့တနေ့ကြလို့ဆိုရင်ကဒါဖီလိုမျိုးဖြစ်လာမယ်တဲ့ NUG ကလေကဒါဖီဖြစ်ဖို့မပူနဲ့နေ့ရက်ခွေးမသားငကားအခုကဒါဖီတဲ့စိုးနေတာကိုပြန်တော့ပူနော်နေတော့မအေလို့ငကားတွေအဖွဲကကဒါဖီတဲ့စိုးနေတာနော်ကို PDF ချင်းတော့မှဖမ်းပြီးတော့အစင်လက်ကိုတက်နေတာခေါင်းတက်နေပြီးတော့တနတ်ထောက်တာဘယ်ခွေးမသားလောက်လို့လဲအဲ့ဒီမျိုးလောက်တဲ့ကောင်စစ်ခွေးတွေပဲစီတာလေအခုငကားခွေးရလောက်နေတယ်လေငကားခွေးတွေကလောက်နေတာအဲ့ဒါဒီလိုဖာကောင်းတွေကငကားကောင်းပါတယ်ပြောနေတဲ့ဖေလို့မှနေမအေလို့တွေထွက်လာစမ်းကောင်းလို့စရင်သူ့ရဲ့ PDF တွေက NUG လောက်က PDF ကိုအဲ့လိုမျိုးပြန်တော့ချိန်ချမလား
တက်နေမလားတို့ရဲ့ကောင်းလေးဟာတက်နေမလား PDF ရဲ့ကောင်းတက်နေမလားမင်းတို့ကြော်စိုးဦးအပါလဲဘောမကြော်စိုးဦး PDF အောက်ကူကိုနေချလိုက်လို့စော်ကားလိုက်လို့မင်းတို့စိတ်နာတယ်မင်းတို့ပြောတယ်ဘသူဖမ်းရရမင်းတို့မြန်မာငွေအသိန်း900အသိန်း1000စုချမယ်ဒီခွဲမသားငကားခွဲတွေအောက်တန်းကြလူဘာဝရောက်มาတာကြတော့ PDF ကိုတက်နေကြတာကြတော့ဘယ်ဖေလို့မမအေလို့မတက်လာပြီးတော့စိန်ခေါ်တာပါတာမရှိဘူးစုချမယ်ဖမ်းပေးပါလှုပ်ပေးပါငကားအဖွဲကိုဘာညာတလကအရေးယူပါဘယ်မအေလို့မတက်ပြီးတော့မပြောဘူးအဲ့ဒါမင်းတို့တွေကဘောမလားဘောမမလားဆိုတာထမင်းစားတဲ့ပြည်သူတိုင်းသိကုန်ပြီကွာနော်အဲ့ဒါစင်းလာပြီတို့အဲ့ဒီခွေးမသားပြောတယ်အစတုန်းက तू NUG ကိုယုံကြည်တယ် NUG ဘယ်လောက်ယုံကြည်တာဒေါ်လာ2000 तू ပေးတယ် NUG ကို तू ထောက်ပံ့ခဲ့တယ်ငကားဆိုရင်ဒေါ်လာ100နေရပဲထားလိုက် तू နဲ့မမိုးနဲ့ပြောင်းပြန်ဖြစ်တာပေါ့နော်မမိုးတော့ကဆိုရင်အရင်တော့ဆိုရင် NUG ဆိုရင်မမိုးအာယုံကိုမလာတာနော် NUG ဆိုအစိုးရသိတယ်အစိုးရလည်းသူ့ငွေနဲ့ तू ထောက်ပံ့ငွေနဲ့ तू စီးတယ်ဒါပေမဲ့ तू ရဲ့လောက်ကပြည်တယ်ဘယ်လောက်များလဲဘယ်လောက်အကူညီလားလဲမမိုးမသိဘူးအဲ့ဒီချိန်မှာမမိုးသိတာပေါက်ကိုအောင်မလေးငကားနာမည်ကျော်ငကားနာမည်ကျော်နယ်သားများနာမည်ကျော် KNU ဟိုဘိုဒီဘိုဘိုဒါပေါင်တို့ဘိုကျော်တဲတို့ဘို SC ဝါတို့အဲ့ဒါပဲငါသိတာငါလည်းအဲ့ဒီချိန်မှာအိုးအဲ့ဒီဘိုတွေပဲငါလူခံပေးတာလေဘာလဲထားလေအမနာစီနေလို့အဲ့ဒီနဂါခွေး NUG ရဲ့ PDF ကိုနင်းချတာနော်နော်ဘီစတိုကန်ထားတယ်နော်तू ကမတ်တရားနေတာပဲမလဲ NUG ရဲ့ခန္ဓာပေါ်မှာမတ်တရားတာနော်မြေကြီးပေါ်မှာမဟုတ်ဘူးနော်ဒီမှာ तू တက်နေတဲ့အချိန်မှာ NUG PDF ရဲ့နော်ခြေတော့ तू ကတော့အဲ့ဒီ NUG ရဲ့ PDF ကြောကုန်းမှာ तू နင်းနေတယ်မ तू ကောင်းထဲမှာနင်းတဲ့ပုံကဒီမှာဒီမှာတွေ့လားဒါနဂါရခွေးနဂါရလူနဂါရ PDF ပြောရမယ်ဆိုရင်နဂါအဖွဲရလူဒါအခုမောင်းချနေတာ PDF NUG လက်အောက်က PDF တွေ NUG လက်အောက်က PDF တွေနော်အဲ့ဒါကြတော့အမလီဘယ်သူမှမခံစားဘူးနော်အော်ကြောင်စိုးဦးမဟုတ်လို့နဂါလူဖြစ်လို့ဟုတ်လားမင်းတို့ဆွဲနေတဲ့တီကောင်နဂါရလူဖြစ်လို့ဟုတ်လားငါတို့ရဲ့ PDF ကိုဘယ်လိုမျိုးပဲနေချဘယ်လိုမျိုးပဲစော်ကားဘယ်လိုမျိုးပဲတနတ်နဲ့ထုဘယ်လိုမျိုးပဲချိန်ချဟုတ်လားအဲ့ဒါပဲလေနော်အဲ့ဒါကိုမမိုးကဝင်ဖတ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဗီဒီယိုအောက်မှာဝင်ဖတ်တဲ့အချိန်မှာနဂါခွေးသက်ပဲပြီးတော့နဂါခွေးသက်ပဲငါတို့ရဲ့လူတွေဆိုရင်တို့ကိုဆောက်ဖက်အောင်မလုပ်တော့တာတို့ဘာပြောမလဲပြောပါစေပေါ့အဲ့လိုမျိုးငါတို့ရဲ့လူတွေကတို့လှုပ်ထားလိုက်ပြီလေနဂါအာနာယူတယ်နဂါကစောက်တော့မကြဘူးနဂါဆိုင်ကုန်မြေလေးကောင်ပဲနော်အာနာယူအာတာယူပက်ဆန်ရပြီးတော့သူ့ရဲ့မိမစပတ်3ပြားနဲ့ပြန်တော့ထိုးထဲလိုက်နော်မိမတဲ့ခွေးမသားနော်တော်လာရေးလာပြီးတော့တော့မဟုတ်မိမလာပြီးတော့ယူတာမေလို့ကနော်မမိုးကပြန်တော့စဉ်းစားတာဖျားရေးငါလေအဲ့ဒီချိန်မှာ NUG လက်အောက်ကတက်ရင်ကအများအဲ့လောက်တော့အများကြီးစီးလို့စင်းအဲ့ဒီချိန်မှာငါ NUG အတွက်အလူခံပေးလိုက်မယ်စောစီတော့2021 2023မှာလေမမိုး NUG အတွက်ပဲအလူခံပေးလိုက်မယ်မမိုးမသိဘူးလေမမိုးတေချာမလေးလားဘွဲချိန်မှာမမိုးသိတာငကားပဲအဲ့ကြောင့်မိုးပြောတယ်လေမင်းတို့တချို့လူတွေမယုံလဲပြဿနာမရှိဘူးနော်မမိုးထောက်ဖို့တရားနေနဲ့ငကားကိုလေမမိုးလောက်ပေးလိုက်တာအများကြီးပဲအဲ့ဒါမမိုးထောက်ဖို့တရားမှာတခြားထောက်ဖို့တယ်လဲငကားကိုအရန်ချိတာနဂါဆိုရင် NUG ထက်နာမည်ကျော်တယ်ဘို6နေတာများထက်နာမည်ကျော်တယ်ဘို KNU ထက်နာမည်ကျော်တယ်ဘို SC ဝဘိုဒါပေါ်ထက်နာမည်ကျော်တယ်နဂါရတဲ့ငွေကမမို့ပြောလို့ရဲတယ် NUG ထက်များတယ်အဲ့ဒါမမို့နဂါကိုစပြီးတော့ယုံတာပဲအချိန်လဲဆိုတော့ NUG ရတဲ့သူ့ကိုတဲ့သူလိုအပ်တလားပေါ့နော်သူ့ကိုမထောက်ပံ့ပေးဘူးတဲ့သူလိုအပ်တာ100ရာခိုင်နှုန်း NUG ကသူ့ကို90ရာခိုင်နှုန်းပဲပေးတာတဲ့သူမကျေနပ်ဘူးတဲ့အဲ့ဒါမှမဟုတ်ပြန်တော့စဉ်းစားတာခဏလေးတော့မမို့အဲ့ဒီချိန်မှာမမို့ပြန်တော့လေ့လာတယ်ပေါ့နော်နဂါဘာဖြစ်လို့ NUG ကိုအဲ့လိုမျိုးပြန်တော့ပြောရတာလဲသူ့ရဲ့လူအင်အားဘယ်လောက်များလဲ NUG ရဲ့လူအင်အားဘယ်လောက်များလဲမမို့ပြန်ပြောလေ့လာတဲ့အချိန်မှာလေNUG လောက်က PDF တွေအဖွဲရပေါင်းများစွာပဲဒီတို့အများကြီးပဲစကန်တိုင်းပကိုတိုင်းမကွေးတိုင်းတနိုင်ငံလုံးပဲကရားမှာလဲ NUG PDF စီးတယ်ကရင်မှာလဲ NUG PDF စီးတယ်ပကိုမကွေးစကန်တနေ့တိုင်း NUG PDF တွေကတနိုင်ငံလုံးပဲပြီးတော့ရေဒါပေမဲ့မမို့တို့အများပြထောက်ပံ့ပလက်တဲ့မအေလို့နဂါလေသူ့တစ်ဖွဲ့ပဲစီးတယ်သူတစ်ဖွဲ့ပဲစီးတယ်တတိုက်ညင်ပဲစီးတယ်တစ်ဖွဲ့ပဲစီးတယ်နားလဲပြီးတော့တစ်ဖွဲ့ပဲစီးတယ်NUG လက်အောက်ကပြည်တဲ့အဖွဲပေါင်းများစွာစီးတယ်ဘလောက်ပဲအကူညီလိုအနဂါလိုမျိုးတို့မရဘူးစင်NUG ပြန်တော့ခွဲပေးတဲ့ငွေမှတို့ပြရတာဘာလို့ဆိုတော့တို့ကနာမည်မကြော်ဘူးနာမည်လည်းမကြော်ဘူးဆယ်လီလည်းမဟုတ်ဘူးဘူးမှမသိတဲ့အတွက်ကြောင့်တို့လည်းနဂါလိုမျိုးတိုက်တယ်နော်စခန်းတွေသိမ်းတယ်NUG လက်အောက်ကပြည်တွေအများအပြားအဲ့ဒီချိန်မှာတနတ်တွေမလုံလောက်တဲ့အချိန်မှာစစ်ခွေးတွေတားလိုက်တာအများကြီးပဲအညာဘက်မှာဆိုရင်အဲ့ဒါတားလိုက်တဲ့လူအများအပြားနဂါရဲ့လူမဟုတ်ဘူးနော်
NUG လည်းအောက်ကဖီတဲ့ဒီအများကြီးပဲအသက်တွေပေးစားရတယ်အဲ့ဒီချိန်မှာမို့ပြန်တော့လစ်လာတဲ့အချိန်မှာအေးငါဘလောက်မားသွားလဲဆိုတာနော်အဲ့ဒါတွေ့လာပြီးတော့ပောက်ကိုရေးနဲ့ကိုချီကားလို့စင်ရင်အဲ့လိုမျိုးမားတာအစိတ်တွေဖြစ်သွားတာနော်မမို့ပြန်တော့လစ်လာတဲ့အချိန်မှာ NUG လည်းအောက်ကဖီတဲ့ဆိုရင်အဖွဲ့ပေါင်းများဆိုတာ NUG လည်းရတဲ့ငွေဒေါ်လာပဲ2တန်းပဲရမလောက်ဘူးပြီးတော့တနိုင်ငံလုံးလေကရင်ပြည်နယ်မှာစီးတဲ့PDF တွေလည်းသူတို့ရဲ့လက်အောက်မှာဆိုနေသူတို့ထောက်ပံ့ပြရတယ်တချို့မှာဆိုနေ KNU ရဲ့စစ်သားပဲ NUG ထောက်ပံ့တယ်နော်တချို့မှာဆိုရင်ကရားပြည်နယ်ကစစ်သားပဲသူတို့ရဲ့လက်အောက်မှာမရှိရတယ်ဒါပေမဲ့ NUG ထောက်ပံ့တယ်တချို့ local ဆိုရင်လည်း NUG လက်အောက်မှာမနေသေးဘူးဒါပေမဲ့စစ်တပ်လို့ဆိုရင် NUG ထောက်ပံ့တယ်သူတို့လက်အောက်မှာပဲသူတို့ရတဲ့ငွေသူတို့လက်အောက်မှာပဲသူတို့ခွဲပေးတာမဟုတ်ဘူး local လည်းခွဲပေးတယ်တိုင်းသားလက်နဲ့ကင်လည်း NUG ထောက်ပံ့ပေးတယ်အခုကရားပြည်နယ်မှာဆိုရင်ပြည်သူစီမှာလည်းအလူငွေရတယ်အကောက်အခွန်မှာလည်းသူတို့ကရားပြည်နယ်မှာဝင်လာတဲ့အကောက်ခွန်လည်းသူတို့ရတယ် NUG စီမှာလည်းသူတို့ရတယ်3မျိုးတော့မှနော်ကရားပြည်နယ်မှာမာဝီလည်းထွက်ပြောတယ်နော်ပြန်တော့လေ့လာလိုက်အဲ့ဒါကိုငကားအဲ့ဒီခွေးမသာတစင်ထောင်တဖွဲ့ထဲနော်ပြည်သူလူထုရဲ့ငွေဘလောက်ပဲရလိုက်တဲ့ငွေအများပြားဘယ်နေရာမှမြို့သိမ့်ဖို့ငကားမြို့သိမ့်ဖို့မပြောနဲ့စခန်းသူ့အဖွဲ့ကိုတိုင်သိမ့်တဲ့စခန်းတလုံးရတယ်ဆိုတာဘယ်တရဝင်တည်င်းကသူတို့ထောက်ပြန်ဘူးလို့လဲဘယ်မှလည်းမရှိဘူးရှင်ငါတို့ရဲ့ NUG ကတို့ပြောတာဘယ်မြို့မှမသိဘူးအမလေး NUG မြို့သိမ်းတာကျွန်တော်တွက်လိုက်အောင်အညာမ10လုံးကျော်စီဒီအဲ့ဒါတိုင်းရင်းသားလက်နက်ကန်တဲ့ညီမတို့ဝင်ပြီးတော့ကူညီပြီးတော့သိမ်းပေးတဲ့မြို့တွေမပါသေးဘူးနော် PDF NUG PDF ကပဲသိမ်းတဲ့မြို့တွေကိုပဲဆိုရင်အလုံး30ကျော်စီတယ်မြို့တလုံးသိမ်းတဲ့အချိန်မှာပြီးတော့ကြည်စံအသိန်းအတန်းနဲ့ကုန်တယ်အသောင်းနဲ့မလောက်ဘူးအသောင်းနဲ့ဆိုရင်စကန်ပဲသိမ်းလို့ရတယ်ဒါပေမဲ့မြို့တလုံးသိမ်းလို့ရဖို့ဆိုတာကြည်အသိန်းအတန်းနဲ့ကုန်တယ်ကြည်အများကြီးပဲကုန်တယ်အစတော့မှမယုံဘူးနော်အဲ့ဒီကော့ဘိန်းမွန်ပြည်နယ်ကော့ဘိန်းမြို့သိမ်းတိုက်ပွဲဘိုးအဲစီဝါတို့တိုက်တဲ့အချိန်မှာမူစစ်သားနဲ့သူတို့ပူပေါင်းနဲ့တိုက်တဲ့အချိန်မှာမူစစ်သားတွေကစီးတဲ့ AK ကြည်အတောက်9000တောင်မှအဲ့ဒီမြို့သိမ်းတိုက်အဲ့ဒီကော့ဘိန်းမြို့သိမ်းတိုက်ပွဲတွေမှာပဲကုန်သွားတယ်ဆိုတာစဉ်းစားကြည့်အဲ့ဒါတော့မှသူတို့ထိန်လို့မရဘူးနော်ခဏလေးပဲစစ်ခွေပြန်တော့စစ်ခွေဘက်ကအင်အားအများပြားပဲလေနောက်ပြီးတော့ဒီကရင်များအဖွဲ့အစည်းလဲမညီညွတ်ဘူးမစီလုံးဘူးတစ်စက်ဖောက်လောက်ကောင်လဲများတယ်ဆိုတော့တချို့အဖွဲ့ဆိုလဲPDF ပဲ KNU လဲအောက် KNU အောက်ပဲဒါပေမဲ့ KNU တခွန်ပြောလို့စင်အကောင်လုံးနောက်ဆုတ်ပေးရတာပဲโอเคအဲ့ဒါနော်ငကားခွေးတွေအားလုံးငကားကိုဒီနေ့ဒီချိန်ထိယုံကြည်ပြီးတော့ထောက်ပံ့ပေးနေတဲ့ငကားလော်ဘီတွေဘောငုံတွေငကားဘောကိုမှတ်နေတဲ့ဖေလိုမတွေမအေလိုတွေနော်ကြားဖို့နော်ပြောထားမယ်နော် NUG ကိုထောက်ခံတဲ့ပြည်သူတိုင်းဝန်ရံတဲ့ပြည်သူတိုင်းထောက်ပံ့ပေးတဲ့ပြည်သူတိုင်းထမင်းစားတယ်ပညာရှိတယ်အောက်နောက်ရှိတယ်သိတရားရှိတယ်နိုင်ငံရေးတော်လှန်ရေးမိတို့ထက်အစပေါင်းများစွာသိတယ်အဲကြောင့်လာမပြောနဲ့ NUG ကိုဝန်ရံတဲ့သူတွေနိုင်ငံရေးတော်လှန်ရေးကိုပြန်တော့လေးလာပါသုံးသပါလာမပြောနဲ့နော်နောက်ပြီးတော့လာတော့တတိမပေးနဲ့ညီတို့ရဲ့ NUG ရဲ့တနေ့ကြလို့စင်ကဒါဖီနဲ့တူနေဆိုတာနော်ကဒါဖီနဲ့တူတဲ့ကောင်မအေလို့ငကားပါသူနဲ့သူ့ရဲ့အဖွဲ့စီပါနော်ငါတို့ရဲ့ NUG ကဘယ်အချိန်မှကဒါဖီလည်းမဖြစ်သလိုဘယ်အချိန်မှမအေလို့မရလည်းမဖြစ်လာဘူးနော်ငါတို့ရဲ့ NUG အစိုးရအမေစုရဲ့အဖွဲ့အစည်းထဲမှာပဲလာတဲ့အစိုးရတွေနော်နိုင်ငံရေးသမားအစစ်အမှန်တွေတက်ပဲနော်အခု NUG အစိုးရလာတဲ့ NUG အစိုးရအမှထောင်ကြပူတဲ့သူတွေနိုင်ငံရေးတော်လှန်ရေးကိုပြည်သူလူထုအပေါ်အမြဲတမ်းတစ္ဆာရှိတဲ့နိုင်ငံရေးပါဟောင်းတွေတက်ပဲ